လွမ်းလိုက်တာမောင်ရဲ့ဒီလိုချိန်မျိုးမှာမောင်သာရှိနေကျမတို့သားမိဘွားလေးဘလောက်များပြောစရာကောင်းလိုက်လဲနော်သမီးလေးမိမိမလာမချင်းဘယ်မှရှောင်မသွားနဲ့နော်တောက်ရှိမှပဲဆောင်နေနော်မိလာကြုံမယ်မမေလည်းအလုံးမကြည့်ဦးဆိုင်နော်ချစ်တယ်မေမေဟုတ်ပြီပေါ့ဝိုင်းဥတလောမင်းအလုပ်တွေတော်တော်ကြိုးစားနေပုံရတယ်။ငါထင်တော့မင်းယောက်ျားလှုပ်လက်မဲ့ဖြစ်သွားရင်လည်းတူတယ် ငါကြားမိတာတော့မင်းတို့စီမှာလှပတဲ့အနာတွေရှိနေပြီဆိုတော့ပဲ ထမကိုရွေးရကိစ္စပါ ။ Okay ငါလည်းကိစ္စပဲပြောမယ်။တဲ့ငါကဖုန်းဆက်လိုက်ပစ္စည်းတွေလာယူလို့ရပြီလို့အဲ့လူကအားလုံးငယ်မှာငါတို့ကိုဝယ်လက်နဲ့ချိတ်ပေးနေတဲ့သူတယောက်ပဲလွန်ခဲ့တဲ့နှစ်ပတ်ကငါစီကနေတန်ဖိုးတော်တော်များတဲ့ပစ္စည်းကိုဒီကောင်ရှူပြီးပြတ်သွားတယ်ငါထင်တော့ဒီကောင်ပေါင်ကျော်သွားပြီလို့ထင်တာပဲ အဲ့တော့ငါလောက်က ငါအဲ့ပစ္စည်းတွေပြန်လို့ချင်တယ်လိုရင်တပ်လိုက်
ဒါမင်းလုံးနေကြပိုင်းမယ်လေခက်ပါဘူးမင်းတို့ကလေးမမေးနဲ့တော့ဒါငါနောက်ဆုံးလုပ်ပဲ โอเคကောင်းပြီဝိုင်းဘယ်မှာနေတော့သူတို့ကမတွေ့ရလေမင်းတို့မူရေးစေးဝါးတွေလုပ်နေရလား ဘာလဲဝိုင်းနေကငါလုပ်ငန်းတွေကိုလူသေးတွေခေါ်လာ ခွင့်ရှင်မင်းဒီကငါယောက်ျားသူ့ကြောင့်နင်တို့အလုပ်ကိစ္စထိလိုက်စေအောင် ဟုတ်ဝိုင်းဒီကိစ္စတော့ငါတို့တက်ဆိုင်အောင်အကြောင်းကြားမှာရအောင် လုံးနဲ့မှာသွားရအောင် ခဏလေးဝိုင်းဒီကိစ္စတွေမှာမင်းမပါဝင်ပတ်သက်နေရလားငါ့ကိုရှင်းရအောင် အပြင်ရောက်ရှင်းပြမှာမှာသွားရအောင် ငါလုပ်ငန်းတွေကဟိုပြင်လူတိသွားတာရက်အအနေအများလုံးနေတယ်ဝိုင်း ငါ့ကြောင့်ငါတောင်းငါ့ကိုမရဘူးဝိုင်းနင်တို့ဒီကဒီတိုင်းထွက်သွားရင်နင်ယောက်ျားငါတို့ဒုက္ခပေးတော့မှာအဲ့လိုမဖြစ်စေအောင်ငါအာမခံတယ် sorry ဝိုင်းငါတကယ်လို့မင်းတို့အားလုံးထောင်ထဲကိုရောက် ဘာမှဖြစ်ဘူးနော်ငါဆေးရုံပို့ပြီးမလို့ ဝိုင်းဒီလုပ်နေတယ်နော်ဘယ်တော့မှမပတ်သက်တော့ဘူးမောင်ကတိပေးပါနော်မောင်တို့အနာခံလေး ကျောင်းမှာစာသင်ရပြောရဲလားတကယ်ချင်းနေရောစင်ပြေရဲ့လား ဟုတ်မယ်မေအသားနဲ့မှတငယ်ချင်းမှာအများကြီးပဲတမျိုးလည်းမဟုတ်သေးကြရဲ
ပြောကြရေးသမီးရဲ့ လေငါသမီးလေးပြောလို့တော်ပါသေးရဲ့တငယ်ချင်းနေနဲ့လည်းရံဖြစ်ရပါတော့စားလဲစူးစမ်းပြီးစေအမမမေအားကိုးရပါ ဟုတ်မေ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 ကသမီးလေးကမေမေနဲ့တူလို့လိမ္မာပိတာပါမေမေရဲ့ မိသမီးလေးကစကားတိတ်တန့်နေရတယ်ကဲသမီးလေးဘာစားကျင်လဲပြောမမေမဟုတ်ဝဲကျွေးမယ်ဟာဒုက္ခပါပဲအော်သမီးဘာမှမဖြစ်ဘူးနော်မမေအောက်ဆင်းကြည့်လိုက်အောင်မယ်ကောင်းမှာပဲနေကြနော်အကိုအဆင်ပြေရလားအကိုအဆင်ပြေရလားအဆင်ပြေရလား ကလေးရောက်ပြီလား ရောက်ပြီမင်းပြောထားတဲ့အတိုင်းငါသူ့ကိုကောင်းကောင်းဆောက်ရှောက်ထားတယ်ဖေငါတို့တွေနည်းနည်းများရက်ဆက်ရကြနေမှာ မင်းကတနာတယ်လို့လား တနာရတာဗောကိုတနာရတာဒီတက်လို့တေသွားရတယ်ငါအကူကြောင့်ခံစားနေရတယ်ငါစိတ်ကငါတနာရတာအဲ့တော့အဲ့ဒီမောင်သူ့သမီးရောနှစ်ယောက်စလုံးတေမလောက်နာကျင်ခံစားရတဲ့ဒီဖြည်းဖြည်းချင်းပြီးတာဒါငါအကိုရဲ့မိချစ်ငါအကိုနေတတ်သွားတာအဲ့တော့နေရောနေတမီရောတာမီနေရောစလုံးငါပြန်တတ်ပြမယ်နေမသိဘူးနေတမီသေတာကိုအရင်ကြည့်သွားပေါ့ဟာ
တိတ်တော်နေပါလားဟာဆရာမကြီးဟမ်ဒီဖုန်းပိုင်ရှင်ကနင်းနဲ့ဖုန်းပြောနိုင်မှာမဟုတ်ဘူး မင်းကဘာတူလဲအိုင်လာပြောတယ် ။ဘာလို့ရပြန်လာ